လို့ဆိုဘာမှမရှိတော့ဘူးဒီဆုံးချုံသွားတဲ့အရာတွေကိုရောဘသူတွေကဘာလုပ်ပေးကြမှာလဲကိုချင်းစာတရားလေးတော့ရှိသေးချင်ပါတယ်လေ30-29စစ်စင်ရေးကာလအတွင်းမှာပြည်သူတွေထိခိုက်နစ်နာမှုကတော့အများဆုံးဖြစ်နေတယ်လို့ပြောရင်လည်းမမှားပါဘူးလေကြောင်းပစ်ခတ်မှုကြောင့်လက်နက်ကြီးပစ်ခတ်မှုတွေကြောင့်ပျက်စီးသွားခဲ့တဲ့ပြည်သူတွေရဲ့အိုးအိမ်ပစ္စည်းတွေကိုဘယ်သူကတာဝန်ယူပြန်လည်ဆောင်ရွက်ပေးမလဲဆိုတာကိုလည်းအခုအချိန်ထိခေါင်းဆောင်ကတော့ပျောက်နေဆဲဖြစ်ပါတယ်ဒီလိုကာလအတွင်းမှာတိုင်းသားတွေအချင်းချင်းကြားမှာမတူညီတဲ့ခံယူချက်တွေနဲ့ပြည်ပခါတွေကလည်းဆက်လက်ပေါ်ပေါက်နေပါတယ်ဒီလိုဆိုရင်အတူတကွပျော်ရွှင်စွာနေထိုင်ဖို့ကလည်းအလန်းဝေးနေမလားရှမ်းပြည်ညီညွတ်ရေးကရောဘလောက်ထိအလန်းဝေးနေမလဲဆိုတဲ့ဆောင်းပါးကိုဒီနေ့ podcast ထဲမှာလာရောက်တင်ဆက်ပေးတော့မှာဖြစ်ပါတယ်ဟုတ်ကဲ့ပါရှမ်းတော်စင်းရဲ့စာဖတ်ပရိသတ်များအားလုံးပဲမင်္ဂလာပါကျွန်တော်တို့ရဲ့မြန်မာပိုင်း podcast အစီအစဉ်ကနေပြန်လည်ကြိုဆိုလိုက်ပါတယ်ဒီတပတ် podcast ထဲမှာဆိုရင်တော့ရှမ်းပြည်ညွညွတ်ရေးကအလန်းဝေးနေပြီလားဆိုတဲ့ဆောင်းပါးတစ်ပုဒ်ကိုလာရောက်တင်ဆက်ပေးတော့မှာဖြစ်ပါတယ်မူရင်းဆောင်းပါးကိုပြန်လည်ဖတ်ရှုချင်တယ်ဆိုရင်တော့ shannew.burmese.org မှာတွားရောက်ဖတ်ရှုနိုင်ပါတယ်ဆောင်းပါးအတွင်းလုံခြုံရေးအရာနာမည်နဲ့အတန်တွေကိုအစားထိုးပြီးတော့အသုံးပြုထားပါတယ်ကျွန်တော်ကတော့ကြိုက်စင်လင်ပါမနဲ့မိုးလင်းတော့ဘုံမကျဲဘူးကျဲတော့လည်းမတက်နိုင်ဘူးပေါ့လို့လာရှုမြို့ကပြန်ကြဈေးတဲ့တယောက်ကပြောပါတယ်ကိုကန်တက်ကတင်ထားတဲ့လာရှုမြို့ကိုအညိုးကြီးလာတဲ့စစ်ကောင်စီကလေကြောင်းနဲ့ဘုံကျဲတိုက်ခိုက်ခဲ့တာကြောင့်ပြည်သူတွေတေဆုံးတာအိုးအိမ်ပစ္စည်းတွေအများပြားဆုံးရှုံးခဲ့ရပါတယ်ဒီလိုအခြေအနေတွေကြောင့်မြို့ကနေပြန်လည်ထွက်ခွာတော့တဲ့သူတွေရှိနေသလိုမြို့တွင်ပြန်လာနေထိုင်ပြီးတော့လောက်ကင်စားတောက်နေကြသူတွေကလည်းအများပြားရှိနေပါတယ်တစောင်းနိုင်ပွဲကျင်းပတော့ကလည်းရှမ်းပြည်ရဲ့မြို့တော်တောင်ကြီးမြို့ရဲ့ကောင်းကင်ရံနဲ့ရှမ်းမြောက်ကမြို့တွေရဲ့ကောင်းကင်ရံကလင်းလက်တပ်ပတဲ့လောင်ကျွမ်းမှုတွေကတူတရောင်ရှိနေတယ်ဆိုပေမဲ့လည်းရှမ်းပြည်မြောက်ပိုင်းဒေသနေပြည်သူတွေအတွက်ကတော့ဘုံငင်းတံကိုခံစားနေရတာပဲဖြစ်ပါတယ်ရှမ်းပြည်မြောက်ပိုင်းမှာဘုံထံကိုခံစားနေရတဲ့အချိန်မှာရှမ်းပြည်တောင်ပိုင်းကပြည်သူတွေကတော့စစ်ကောင်စီရဲ့အတုံးတော်ခံအနေနဲ့ရှိနေတာဟာရှမ်းပြည်ရဲ့နိုင်ငံရေးနဲ့တကွရှမ်းပြည်တွင်နေထိုင်နေတဲ့လူမျိုးစုအပါအဝင်ပြည်သူတွေရဲ့နိုင်ငံရေးအတွင်တရံကိုမီးမောင်းထိုးပြနေပါတယ်ကိုကန်တပ်ဖွဲ့ MMDA နဲ့တအာင်းတပ် TNN တို့သိမ်းပိုက်ထားတဲ့ရှမ်းမြောက်ကိုလေကြောင်းနဲ့တိုက်ခိုက်နေပြီးတော့ငင်းချမ်းရေးဆွေးနွေးမယ်ဆိုတာကလည်းတရုတ်ကိုဖားပြီးတော့ပြောတဲ့စကားဖြစ်တယ်လို့နိုင်ငံရေးလိလာသုံးတပ်သူတို့ကတော့ရှမ်းမြောက်ကပါသွားပြီလေတကယ်ဆွေးနွေးမယ်ဆိုရင်ပြည့်ရက်ပြည့်စကားပြောရမှာမြောက်လိုင်းကတရုတ်မှပြောတဲ့ဆွေးနွေးမယ်ဆိုတာကတရုတ်ကိုဖားပြီးတော့ပြောတာသူရည်ရွယ်ချက်မှန်ကအကုန်ပြားချပြီးမေးသိမ့်ဖို့ပဲလူမျိုးကြီးလို့တွေးနာထင်အောင်လေးရှိတဲ့ရှမ်းကောင်းဆောင် KSS ကဦးဆောင်မှုအောက်မှာရှမ်းပြည်ရဲ့တမိုင်းတစ်ချက်မှာဘယ်တော့အခါမှစီလုံးညီညွတ်မှုကိုမရခဲ့တာကတော့ယနေ့ထိတိုင်ဖြစ်ပါတယ်လွတ်လပ်ရေးအကျိုးပင်လုံစာချုပ်လက်မှတ်ရေးထိုးခဲ့တဲ့အချိန်ဒီမှာရှမ်းကောင်းဆောင်တစုတာဖြစ်ပြီးတော့ရှမ်းပြည်နယ်လူမျိုးစုများကနှစ်ကကိုစားပြုခွင့်ပေးထားသူများလို့ယုံကြည်လာရောက်တဲ့အထောက်အထားမရှိခဲ့ပါဘူးဆိုလိုဒီမှာလူမျိုးစုငယ်များအနေနဲ့အုတ်ချုပ်သူရှမ်းစော်ဘွားများထံထင်မြင်ယူဆချက်များလိုလားချက်များတင်ပြပြောဆိုနိုင်တဲ့အထိအာမကောင်းခဲ့တာဒါမှမဟုတ်လူရအတွင်းမခံခဲ့ရတာလို့ဆိုရမှာဖြစ်ပါတယ်လွတ်လပ်ရေးအကျိုးကာလ1949ခုနှစ်မှာပါလီမန်အစိုးရ1958ခုနှစ်အထိရှမ်းပြည်နိုင်ငံရေးဟာပတေတရစ်စန့်ကျင်ရေးတာဖြစ်ခဲ့ပြီးပင်လုံစာချုပ်အကောင့်ထဲဖော်ရန်မျှော်လင့်ချက်မရှိတဲ့အခါမှာစစ်အာဏာရှင်တော်လှန်ရေးစတင်လာခဲ့ပါတယ်1962ခုနှစ်ပိုချုပ်နေဝင်အာဏာသိမ်းမှုကြောင့်ရှမ်းပြည်ရဲ့စစ်အာဏာရှင်တော်လှန်ရေးကိုမိထိုးပေးတဲ့ကဲ့သို့ဖြစ်ခဲ့ရာကနေလူမျိုးစုတွေကပါတော်လှန်ရေးထဲမှာပါဝင်လာခဲ့ပါတယ်1964ခုနှစ်မတ်လ25ရက်နေ့မှာရှမ်းပြည်လွတ်လပ်ရေးတပ်မတော် SSIA ရှမ်းအမျိုးသားညီညွတ်ရေးတပ်ဦး SNUF နဲ့ကိုကန့်တော်လှန်ရေးတပ်မတော် KRF တို့ထိုင်းနိုင်ငံချင်းမိုင်မှာတွေ့ဆုံပြီးတော့ရှမ်းပြည်တပ်မတော် SSA ကိုထူထောင်ခဲ့ပါတယ်
အဲ့ဒီလိုတီထောင်ပြီးတော့အဲ့ဒီနှစ်ဧပြီလ24ရက်နေ့မှာပဲ SSA ဆိုပြီးတော့တရားဝင်ကြေညာပြီးတီထောင်လိုက်ပါတယ်ဒါပေမဲ့တပ်ပေါင်းစုအတွင်တံဖြစ်တဲ့ SSA ဟာကျိုင်းတုံဒေတာတော်လန်ရေးတပ်ရှမ်းအမျိုးသားတပ်တော် SNA နဲ့ရှမ်းတော်လန်ရေးတပ်တန်းရင်နဲ့နုံစခန်ငယ်ရွယ်ရဲရင်တဲ့စစ်တီတော်တွေအဖွဲ့တော်ပါဝင်ခြင်းမရှိပါဘူးအဲ့ဒီချိန်ကလေးကရှမ်းပြည်တော်လိုင်းဟာတိတာထင်ရှားတဲ့အကွဲအပြဲတွေနဲ့စတင်ခဲ့ပြီးယနေ့အချိန်ထိဖြစ်နေပါတယ်။ယနေ့မြမောက်ခေတ်မှာရှမ်းတပ်နဲ့တပ်ကွဲပြားနေတာဟာလည်းအထင်ရှားဆုံးပြရုပ်တစ်ခုဖြစ်နေပါတယ်။30-20ခုစစ်စင်ရင်နဲ့စစ်မြေကြားကပြည်သူများနှစ်ပေါင်း60ကျော်ကြာအကွဲအပြဲတွေနဲ့ပြည့်နှက်နေပြီးမူရစ်စေဝါနဲ့ပုံဖော်ခံထားရတဲ့ရှမ်းပြည်တော်လိုင်းဟာငယ်ရွယ်သူတွေဦးဆောင်တဲ့ညီနောင်မဟာမိတ် MNDAA TNN နဲ့ AA တို့ရဲ့30-20ခုစစ်စင်ရေးဟာအသက်ဝင်လာခဲ့ပါတယ်။စစ်စင်ရေးတစ်နှစ်ပြည့်လာပြီးတဲ့နောက်ပိုင်းမှာရှမ်းပြည်မြောက်ပိုင်းတစ်ခုလုံးနီးပါးကိုတိမ့်ပိုက်နိုင်ခဲ့တယ်ဆိုပေမဲ့လည်းတော်လှန်ရေးမှာအဆင့်အလာကြီးမားပြီးကွဲပြားနေတဲ့ရှမ်းပြည်တပ်မတော် SSA အနေနဲ့တော့ပါဝင်တိုက်ခိုက်လာခဲ့တာတော့မရှိပါဘူး။ညီနောင်မဟာမိတ်တွေတိမ့်ပိုက်လိုက်တဲ့မြို့တွေဟာရည်ရွယ်ချက်ရှိသည်ဖြစ်စေမရည်ရွယ်သည်ဖြစ်စေထိုနေရာတွေဟာရှမ်းလူမျိုးစုရဲ့အစဉ်အလာအထင်ကရနယ်တွေကိုတိမ့်ပိုက်ထားတာကတော့ပကတိအမှန်တရားပဲဖြစ်ပါတယ်30-20ခုစစ်စင်ရင်တနစ်တာကာလအတွင်းမှာလဲရှမ်းမြောက်နယ်မြေတစ်ခုလုံးနီးပါးအပြင်ရှမ်းတောင်နဲ့မန္တလေးတိုင်းဒေသအထိစုစုပေါင်းတန်းနဲ့ချီတဲ့ပြည်သူတွေကစစ်ပေးတင်းတဲ့တန်ကိုခံစားနေရပါတယ်စစ်ပွဲတွင်စစ်ကောင်စီကလည်းပြည်သူတွေကိုပြစ်မှတ်ထားပြီးတော့လေကြောင်းနဲ့တိုက်ခိုက်ခဲ့တာကြောင့်ရှမ်းမြောက်နယ်ပြည်သူ399ဦးသေဆုံးခဲ့တယ်လို့လူအခွင့်အရေးဆိုင်ရာလှုပ်ရှားမှုကွန်ရက်ကပြီးခဲ့တဲ့2023အောက်တိုဘာ29ရက်နေ့မှာထုတ်ပြန်ခဲ့ပါတယ်။ထုတ်ပြန်ချက်နောက်ပိုင်းမှာလည်းစစ်ကောင်စီကလေကြောင်းနဲ့တိုက်ခိုက်မှုတွေနေ့စဉ်ပြုလုပ်နေတယ်လို့ယနေ့ထိတိုင်လည်းစစ်နယ်မြေဧရိယာတွေမှာလေကြောင်းနဲ့ပုံကျဲတိုက်ခိုက်မှုတွေရှိနေပါတယ်။စစ်ရေးအပြင်တစ်ဖက်မှာလည်းတယောက်ကနယ်စပ်ကွက်တွေကိုပိတ်ဆို့ထားတာကြောင့်ရှမ်းမြောက်ဒေသမှာကတော့ကုန်စည်နှုန်းအဆမတန်မြင့်တက်လာပြီးတော့ပြည်သူတွေကတော့အထွေထွေအကျပ်ထဲဆိုက်ရောက်နေတဲ့အခြေအနေဖြစ်နေပါတယ်။ရှမ်းပြည်ညီညွတ်ရေးနဲ့ငြိမ်းချမ်းရေးလက်ရှိရှမ်းပြည်ရင်ဆိုင်နေရတဲ့ပြဿနာဟာတရုတ်ဖိအားစစ်ပွဲနဲ့တိုင်းဒေသများရဲ့နယ်မြေပြဿနာပဲဖြစ်ပါတယ်။ဒီပြဿနာတွေကိုတပြိုင်နက်တည်းဖြေရှင်းဖို့ဆိုရင်ရှမ်းပြည်တွင်းထဲကအဖွဲ့အစည်းတွေအားလုံးတရားဝင်တဲ့စီးလုံးညီညွတ်မှုတာလင်ဖြစ်နိုင်တယ်လို့ရှမ်းနိုင်ငံရေးလေ့လာသုံးသပ်သူတို့ကတော့အခုလိုပြောပြပါတယ်။ရှမ်းပြည်ညီညွတ်ရေးနဲ့ငြိမ်းချမ်းရေးအတွက်ညီလာခံတစ်ခုခေါ်တဲ့နေ။ပြန်လို့စစ်ကောင်စီနဲ့ပူးပေါင်းနေတဲ့အဖွဲ့တွေလည်းပါရမယ်။သူတို့ပါလို့စစ်တပ်နဲ့ပေါင်းနေလဲဆိုတာဖြေရှားရမယ်။တိုင်းသားတွေရဲ့ဖြစ်တည်မှုကိုအတိအမှတ်ပြုပြီးနေမင်းနဲ့အုပ်ချုပ်ရေးစနစ်အတွက်အာမခံတဲ့ညီညွတ်ရေးမျိုးရရင်တရုတ်ကစစ်ကောင်စီရောဗမာမခတ်မလုပ်ရတော့ပြဿနာတွေအကုန်ရှင်းသွားမယ်ဒါပေမဲ့ရှမ်းပြည်ညီညွတ်ရေးအတွက်ရှမ်းလူမျိုးစုများရဲ့အရေးပါမှုကိုကြံတိုင်းသားများအနေဖြင့်လည်းအလေးအနက်အတိမတ်ပြုဖို့လိုအပ်ပြီးနိုင်ငံရေးဝင်ကိုမျှထမ်းဖို့လိုအပ်နေပြီလို့သူကထပ်ပြီးတော့သုံးသပ်ပါတယ်ရှမ်းပြည်ဆိုတာငါတို့အားလုံးပိုင်ဆိုင်တဲ့နေမီလို့မစင်စားနိုင်တများတော့ဗမာရဲ့လွမ်းမိုးမှုအောက်ကမလွတ်မြောက်နိုင်တယ်လို့ကိုယ့်ဒေတာအတီးတီးရဲ့လူမှုဘဝထူထောင်မှုမှာလေကြော်လွန်ဖို့ရမဖြစ်နိုင်တဲ့ကြီးစွာတော့အခက်ခဲနဲ့ရင်ဆိုင်ရပါလိမ့်မယ်တစ်ဖက်မှာလည်းရှမ်းအချင်းချင်းကကွဲနေပြီးရှမ်းပြည်တွင်းနေထိုင်တဲ့တိုင်းရင်းသားတွေအားလုံးရဲ့ပုံတဘောတူညီမှုကိုရတဲ့ညီလာခံမျိုးကိုကျင်းပဖို့ကလည်းမလွယ်ကူဘူးလို့ရှမ်းနိုင်ငံရေးတုတေတီကျိုင်းဝမ်ဆိုင်ကအခုလိုသုံးသပ်ပြပါတယ်။ EAO တွေအားလုံးပါဝင်မဲ့တွဲဆုံဆွေးနွေးရေးဖြစ်နိုင်ဖို့အတွက်ကခက်ခဲနေတာကလည်းအထင်ရှားဖြစ်ပါတယ်။ရှမ်းတပ်နဲ့တပ်အချင်းချင်းငြိမ်းချမ်းရေးမရနိုင်တဲ့ပေါင်းစည်းမှုမဖြစ်နိုင်တဲ့အချိန်ရှမ်းမဟုတ်တဲ့တခြားလူမျိုးစုတပ်တွေအကြောင်းထက်သွင်းစဉ်းစားမှုမလုပ်နိုင်သေးပါဘူးလို့ဆိုင်ဝမ်ဆိုင်ကပြောပါတယ်။ဒါ့အပြင်တိုင်းဒေသလက်နက်ကင်တချို့အနေနဲ့လည်းနေမြေချက်ထွန်လို့တဲ့တီးခြားရွယ်ချက်ကလည်းရှိနေတာကြောင့်ဘုံတဘောတူညီချက်ရရေးပိုခက်ခဲနိုင်တယ်လို့ဆိုင်ဝမ်ဆိုင်ကထပ်ပြောပါတယ်။ဒါကြောင့်မလို့ရှမ်းပြည်အတွင်းမှာရှိတဲ့အစုအဖွဲ့အားလုံးပါဝင်မဲ့ရှမ်းပြည်ကာကွယ်ရေးအစီအမံလိုမျိုးအပေါ်တဘောတူညီချက်ရဖို့လိုအပ်တယ်လို့ဘုံမျိုးသားတရုတ်တကန်လဲပေါ်ထွက်လာဖို့လိုအပ်ပါတယ်။
အဲ့ဒါတွေအားလုံးဟာရှမ်းပြည်ညီညွတ်ရေးကော်မတီ CSSU ရဲ့မူဝါဒကြေညာစာတမ်းငြိမ်းချမ်းစွာအတူတကွရှင်တွဲနေထိုင်ရေးမှုနဲ့အညီဖြစ်တဲ့ပါတယ်မတူကွဲပြားမှုများပေါင်းစည်းညီညွတ်ရေးအတွက်တခုတည်တော်နီလန်ဖြစ်ပါတယ်လို့ရှမ်းနိုင်ငံရေးတူတီတီဇိုင်းမန်ဆိုင်ကတုံ့တက်ပါတယ်၎င်းအနေနဲ့ရှမ်းညီညွတ်ရေးနဲ့ငြိမ်းချမ်းရေးအတွက်2013ခုနှစ်ကစတင်ဖွဲ့စည်းထားတဲ့ရှမ်းပြည်ညီညွတ်ရေးကော်မတီ CSSU ကိုညွှန်းဆိုနေတော့လဲရင်းအဖွဲ့အစည်းရဲ့လုပ်ငန်းစဉ်ဟာ2022ခုနှစ်ကတည်းကရပ်တန့်နေပြီဖြစ်ပါတယ်ရှမ်းပြည်တွင်ဩစာကြီးမားလာတဲ့ SNLD ပါတီကလည်းရှမ်းပြည်ညီညွတ်ရေးအစဉ်တစိုက်ကိုစ조사နေတော့လဲမအောင်မြင်တဲ့ပဲရန်ခုတိုင်စ조사ဆဲဖြစ်တယ်လို့ SNLD နဲ့နီးစပ်တဲ့တူတူကပြောပါတယ်ဒါပေမဲ့အခုလက်ရှိရှမ်းနိုင်ငံရေးအခင်းကျင်းမှာမှတ်ချက်ပေးဖို့ကတော့သူကညှင်းဆိုထားပြီး SNLD ပါတီ36နှစ်ပြည့်ထုတ်ပြန်ချက်ကိုညွှန်းဆိုလိုက်ပါတယ်ပြီးခဲ့တဲ့အောက်တိုဘာ26နေ့ကကြားရောက်ခဲ့တဲ့ SNLD ပါတီ36နှစ်ပြည့်ထုတ်ပြန်ချက်နဲ့မိခွန်းတွေမှာရှမ်းပြည်ညီညွတ်ရေးနဲ့ငြိမ်းချမ်းရေးတာမကပြည်ထောင်စုတစ်ခုလုံးငြိမ်းချမ်းရေးကိုပါတီအနေနဲ့ကြိုးပမ်းနေကြောင်းဖော်ပြခဲ့ပေမဲ့လက်တွေ့ကြဒီမှာလှုပ်ဆောင်ချက်များကိုမူယခုတိုင်မတွေ့ရသေးပါဘူး SNLD ပါတီနဲ့ NLD ပါတီတို့ရဲ့ထုတ်ပြန်ချက်နဲ့ပတ်သက်ပြီးတော့မြန်မာပြည်တနန့်တပြားစစ်ပေးတင်နေတယ်နေ့စဉ်နဲ့အမျှလေရင်ပုံကျဲတာကြောင့်ဘယ်မြို့ဘယ်ရွာကပြည်သူတွေထိခိုက်ကြဆုံးမလဲဆိုတဲ့ရင်သမမနဲ့ဒီလိုတောကပူမီတွေကြားထဲက36နှစ်ပြည့်ကြတဲ့ပါတီကြီးနှစ်ပါတီရဲ့ထုတ်ပြန်ချက်ကဘာကိုဆိုလိုမှန်းမသိပါဘူးအခုຫນွေဦးတော်လန်ရေးစစ်အာဏာရှင်အမြင့်ပြတ်ချေမှုန်းရေးသူတို့နဲ့ဆိုင်သလားမဆိုင်ဘူးလားပြည်သူလူထုတွေအလုံးစုံအမောင်ထဲကြားရောက်ချိန်ပါတီကြီးတွေကဘာလုပ်ကြမှာတော့သူတို့သဘောထားထုတ်ပြန်ချက်ကိုအကြိမ်ကြိမ်ဖတ်တယ်။ဘာဆိုလို့လဲလက်ရှိအခြေအနေကိုဘယ်လိုဥဆောင်မလဲမသိပါဘူး။ကျွန်တော်တို့ထံပိုးထားတဲ့ခေတ်ကြည်စက်တဲ့ PDF တွေကျွန်တော်တို့ခေတ်ရဲ့ယုံကြည်ရာကိုဒါရှေ့ကိုချီတက်ကြပါစို့လို့ TNN ခေါင်းဆောင်တာဖုံးကျော်ကပြီးခဲ့တဲ့အောက်တိုဘာ26ရက်နေ့မှာသူ့ရဲ့လူမှုကွန်ရက်ပေါ်မှာဝေဖန်ရေးသားထားပါတယ်။ဒီဝေဖန်မှုကိုကြည့်ရင်ရှမ်းနိုင်ငံရေးမှာရှမ်းလူမျိုးကဗဟိုချက်ဖြစ်ပြီးကြံလူမျိုးစုများကဝန်းရံပေးရမယ်ဆိုတဲ့အယူဆဟောင်းကိုဖောက်ထွန်းဖို့လိုအပ်နေတာကိုမိမောင်းထိုးပြနေပါပြီ။ရှမ်းလူမျိုးစုအနေနဲ့နိုင်ငံရေးဗဟိုချက်အတွင်းတို့ကြံလူမျိုးစုကိုဆွဲခေါ်ခြင်းနေတာရေရှည်ရှမ်းပြည်တည်ငြိမ်ရေးနဲ့ငြိမ်းချမ်းရေးအတွက်အဖြစ်ဖြစ်တယ်လို့ညွှန်းဆိုနေပါတယ်။မီတိုပင်ဖြစ်စေအရေးကြီးလာတဲ့ရှမ်းပြည်ညီညွတ်ရေးအတွက်သက်ဆိုင်ရာတိုင်းတာခေါင်းဆောင်များသဘောထားကြီးစွာဖြင့်ပြည်သူလူထုအားမျက်နှာမူနိုင်ရန်နိုဝင်ဘာ15ရက်နေ့ညပိုင်းကမီးလောင်ခဲ့တဲ့ Inlay Princess Resort Inlay Minami Hotel ရဲ့ထုတ်ပြန်ချက်ပါစာပိုက်ကိုကိုကားလိုပါတယ်အဆုံးသတ်မှာတော့ကျမတို့ဘဝမှာအောက်ပါ3ခုသောအရာတွေကသာရည်ကြီးရလို့အမှတ်ယူပါတယ်ကျမတို့ဘလောက်မေတ္တာထားနိုင်ခဲ့တယ်လဲကျမတို့ဘလောက်ညင်တာတတိရှိစွာနဲ့တာဝန်တည်ရှင်တန်နေထိုင်ခဲ့တယ်လဲဉာဏ်ပညာနဲ့ရှင်တန်နေထိုင်ရင်လက်လွတ်လိုက်ရမယ့်အရာတွေကိုကျမတို့ဘလို့အတိတရားရှိရှိနဲ့အိန္ဒြေရရထွက်သွားခွင့်ပေးမလဲဆိုတာပါပဲလက်ရှိမှာလည်းစစ်ကောင်စီကရှမ်းမြောက်ကိုထိုးစစ်ဆင်ဖို့အတွက်အကြီးကျယ်ပြင်ဆင်နေပြီးတော့ပြည်သူတွေကပို့ပြီးတော့ဒုက္ခကြုံရမယ့်အခြေအနေတွေဖြစ်နေပါတယ်အမှားတော့ဆိုဘာမှမရှိတော့ပါဘူးဆုံးရှုံးထားတာတွေဘယ်သူကဘာလုပ်ပေးကြမှာလဲကိုချင်းစာစိတ်တရားလေးထားကြစေချင်တယ်လို့နေ့စဉ်ဒီပါလေကြောင်းနဲ့ဘုံကျဲတိုက်ခိုက်မှုကိုခံနေရတဲ့နှောင်ချုံမြုပ်ခန့်အမျိုးသမီးတို့ကမေခွန်းထုတ်လိုက်ပါတယ်။ဒါပေမဲ့သူမရဲ့မေခွန်းအတွက်ကတော့ယနေ့ထိအဖြေမရှိသေးပါဘူး။ယခုဖတ်ပြသွားတဲ့ဆောင်းပါးကိုခွန်နောင်ကရေးသားထားတာဖြစ်ပါတယ်။ကျွန်တော်ကတော့တင်ဆက်သူကျိုင်းစင်လင်ဖြစ်ပါတယ်။